လုံးမမင်္ဂလာပါတဲလေးတို့ရေခောက်ဆွဲတောက်စားမယ်နော်တဲလေးနော်ခောက်ဆွဲတော့၄ဘွဲအတဲလေးတို့ရေတပွဲကို30နဲ့ဝယ်လာပါတယ်ရှင်အများကြီးပဲတဲလေးတပွဲอ่ะကြည့်ကြပါဦးသူအချင်းကြီးကသူခွဲလာထားပေးတယ်နော်တဲလေးနော်နဲ့တော့မနဲ့ပေးထားဘူးတဲလေးအချင်းကြီးတွေနဲ့သူကခွဲလာထားပေးပါတယ်စစ်တပွဲอ่ะကြာကြောက်စရာကြီးအများကြီးအတဲလေးမမတာဝဲစားပြီးဆိုမမအများကြီးပဲပေးလာကြတယ်ဒီလားအမလေးတားကောင်တော်အန်ခောက်ဆွဲတော့လီပွဲဒါဒီကမမကြိုက်တယ်အသေးလေးမရုပ်တီးရှယ်ပဲထဲလာပြီးတာဒါကတော့သူ့ဟင်းကျူကြီးနော်အသေးလေးတို့နော်ဟင်းကျူကြီးကတော့လောင်းထဲထားလိုက်ပြီးကိုယ်သေးလေးတို့အန်ခောက်ဆွဲတော့သူခောက်ဆွဲတော့အသားတူတွေလည်းပါတယ်ဟောအသေးလေးတို့စားချင်တဲ့တေးပါတော့ကြားနေပြီကိုယ်တဲလေးတို့လာအန်ခောက်ဆွဲတော့ရလောသွားကောက်သွားအန်ခောက်ဆွဲတော့နေလာစားกินยางสปาเกตตี้จ้ะอร่อยแต่ว่าแบบไอ้ยี่แค่แม่เนาะเตลีดูเนาะငရုတ်တီကတော့သူတို့ဒါရှယ်ထည့်ထားပြီးတယ်မမငရုတ်တီကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့အသေးလေးတို့ရနဲ့ရင်းစတွေးပါတော့ကြားနေပြီသူမွေးနေရောပဲကိုယ်သေးလေးတို့ရတူမွေးတာခောက်ဆွဲတော့ရလေတဲလေးရဗာလဲကိုဒီရင်ထဲတာမမမကြိုက်ဘူးပြင်ပေါ်သည်မမမကြိုက်ဘူးတဲလေးကော်ပီတော့နည်းနည်းတော့ရတယ်ကော်ပီတော့များရတယ်လေမကြိုက်ပြန်ဘူးတဲလေးမမလေးဆက်နေနေအတာဒူရှယ်တော်ပြီအလောက်ပဲရတယ်ခောက်ဆွဲတော့ချစ်ချင်းဆက်ဆက်ပဲလေစီလေးမှစားကောင်းတာနော်လက်စေးပြီးွားပြီးတော့ခဏနေကြရင်လက်မစေးဘူးလားမမပူမရေလာနေအောင်မယ်လက်ကတော့ခါတိုင်းပဲစားခါတိုင်းပဲစေးပါတယ်ရှင်လက်စေးပြီးမှပဲစားတယ်တော်တော်များများအပြင်မမပူမအစားတော့စားမယ်ဆိုလက်နဲ့ပဲစားတယ်တေလီဆိုနဲ့စားရပိတ်ပြီးတော့မကြိုက်ရှာဘူးလက်နဲ့အားရပါရပဲလက်ကတော့ခါတိုင်းစားခါတိုင်းစေးပါတယ်ရှင်အဲ့လည်းတော့စားပြီးတော့ကောင်းကျွတ်သွင်းပြူမပန်မဖြစ်အတော့စားရဲဆိုတော့ကျွတ်သွင်းပြူကျွတ်သွင်းဒီမပန်မဖြစ်တဲ့လေစားမနေစားကောင်းနော်ยังစားကောင်းကောင်းတယ်ဗျဟင်းကျိုးလည်းကောင်းနော်
大家吧，我讲。大家都要做你啊！这炖煮呢都是按样来的呢。အဲ့ဒီလက်ဆုပ်ရတဲ့အရသာလေးတကယ်တော်တော်ကောင်းတာအပါဒူးတယ်ညာကြီးထဲလားရှင်းတို့လည်းပူသေးတယ်တဲလေးတော့အသားတူကခောက်ဆွဲပဲစားချင်တယ်အသားတူကတော့အဲ့လောက်ထိမစားချင်ကောင်းညာဆုံးတော့မယ်ရှယ်ဝီရတာဒူယူစားပြီတာဒူကနည်းနည်းမကျွတ်တော့ကျွတ်တယ်နည်းနည်းမ